ဒီနေရာဟာအန်ဒီရဲ့အရှိဆုံးနယ်မြေတစ်ခုအဖြစ်သတ်မှတ်ခံထားရတယ်ဆိုတာသိကြပါသလားဒါဟာ North America မြောက်အမေရိကနဲ့ South America တို့ကိုကုန်းလမ်းကနေဆက်သွယ်လို့မရအောင်တားဆီးထားတဲ့အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်ဒီနယ်မြေကိုဖျက်ကျော်ဖို့စ조사တာဟာမဖြစ်နိုင်တဲ့လောက်ကိုခက်ထဲပြီးတကယ်လို့များစ조사ခဲ့မယ်ဆိုရင်အသက်အန္တရာယ်တောင်စိုးရင်ရနိုင်ပါတယ်ဒီနေရာကိုတော့ Darien Gap လို့ခေါ်ကြပါတယ် Darien Gap စာကိုလံဘီယာနဲ့ပနားမားနိုင်ငံနှစ်ခုရဲ့နှစ်ဆက်မှာတည်ရှိနေတဲ့နယ်မြေတစ်ခုဖြစ်ပါတယ်အကွာအဝေးအပြင်160ကီလိုမီတာလောက်ရှည်လျားပြီးထူထပ်တဲ့မိုးသစ်တောတွေရွှင်ညွင်အိုင်တွေနဲ့အလွန်ကြမ်းတမ်းတဲ့မြေမျက်နှာအတွင်းပြင်တွေဖုံးလွှမ်းနေလာပါဒီနယ်မြေထဲမှာအန်ဒီရရှိတဲ့တောရိုင်းတိရစ္ဆာန်တွေနေထိုင်ကြသလိုဆိုထိုင်းဆဲများပြီးကြမ်းတမ်းတဲ့ရာသီဥတုကြောင့်လမ်းဖောက်ဖို့ဆိုတာအလွန်ခက်ခဲပြီးကုန်ကျစရိတ်လည်းအဆက်မတန်များပြားလာပါတယ်ဒါကြောင့်လေဒီနေရာမှာလမ်းဖောက်ဖို့စီမံကိန်းအားလုံးကိုလက်လျှော့ခဲ့ကြလာဖြစ်ပါတယ်အန်ဒီရတွေအပြည့်ရှိနေပြီမဲ့ဒါဟာ South America နဲ့ North America အကြားတခုတည်းသောကုန်းလမ်းခီးစဉ်ဖြစ်နေပြန်ပါတယ်နေစန်တိုင်းပိုမိုကောင်းမွန်တဲ့ဘဝအသစ်ကိုရှာဖွေဖို့အတွက်ရွှေ့ပြောင်းသွားလာသူအများအပြားဟာဒီ Darien Gap ကိုဖျက်ချော်နေကြပေမဲ့အားလုံးကတော့လိုရာခီကိုမရောက်နိုင်ကြပါဘူးတော်ရိုင်းတိရစ္ဆာန်တွေနဲ့ကြမ်းတမ်းတဲ့ရာသီဥတုအပြင် Darien Gap ဟာအန်ဒီရရှိတဲ့ရာဇဝတ်ကိုင်းတီကျက်စားရာနေရာတစ်ခုလည်းဖြစ်နေပါတယ်သူတို့နဲ့သာဒီနေရာမှာထိတ်တိုက်တွေ့ခဲ့မယ်ဆိုရင်အသက်ရှင်ဖို့အခွင့်အရေးဟာအလွန်ကိုနှဲပါသွားမှာဖြစ်ပါတယ်ဒီနယ်မြေရဲ့အကြောင်းအရာကနေကျွန်တော်တို့သင်ခန်းစာအချို့ရရှိနိုင်ပါတယ်ပထမဆုံးအနေနဲ့တဘာဝတရားရဲ့စွမ်းအားဟာလူသားတွေရဲ့နီးပညာထက်ဘယ်လောက်ထိတာလွန်နိုင်တယ်လဲဆိုတာကိုတွေ့မြင်ရမှာပါလူသားတွေဟာတိုက်ကြီးနှစ်ခုကိုဆက်တွယ်ဖို့စ조사ကြပြီးမဲ့တဘာဝတရားကဖန်တီးထားတဲ့ခက်ခဲတဲ့မြေမြင့်နာတွင်ပြင်ကအတားအဆီးကြီးတစ်ခုဖြစ်နေစေပါပဲနောက်တစ်ချက်ကတော့လူသားတွေရဲ့မျောလင့်ချက်ဟာဘယ်လောက်ထိပြင်းထန်တယ်လဲဆိုတာပါပဲပုံမကောင်းမွန်တဲ့ဘဝတစ်ခုကိုရဖို့အတွက်အသက်အန္တရာယ်ကိုတောင်ဂရုမစိုက်ပဲဒီလိုငရဲခန့်လိုနေရာမျိုးကိုဖျက်ချော်နေကြတာဟာတကယ့်ကိုစိတ်မကောင်းစရာသင်ခန်းစာတစ်ခုဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ဥပဒေစိုးမိုးမှုမရှိတဲ့နေရာတွေမှာတဘာဝဘေးအန္တရာယ်ထက်လူသားအချင်းချင်းပြုလုပ်တဲ့ရာဇဝတ်မှုတွေကပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကိုလည်းသတိပြုမိစေပါတယ်